expectation နဲ့ reality ကမညီဘူးဖြစ်သွားတယ်နည်းနည်းလိုပါကြက်မပြည့်ဘူးဖြစ်သွားတယ်တော့အသိမှန်တယ်တင်းလီယာတယောက်အနေနဲ့ပေါ့နော်အခုတင်းလီယာလည်းဖြစ်နေတယ်ဆိုတော့အခုဒါ player တွေကိုလည်းထိန်းရတင်ရတဲ့အပိုင်းတွေပါတယ်ထိန်းရတင်ရတဲ့ပြင်မှာ game play တွေတင်ပေးရတဲ့အရှိပါရှိတယ်ဆိုတော့ team chemistry က game play ထက်ပိုပြီးတော့အရေးကြီးတယ်လို့ထင်လားအရေးကြီးတာပေါ့ team chemistry မိဖို့ကမိရင်ပိုကောင်းတယ်ပါအတင်းတင်းအောင်ရှိတော့ကိုရှုံးသွားခဲ့တာဆိုတော့လည်းအဲ့ချက်တွေအများကြီးပါတယ်ဒီကတင်းကတော်တော်ကောင်းတယ်တင်းဟောကြီး Okay အဲ့တော့အခုရဲ့ team form ပေါ့နော်ဒီ team chemistry ကို rating ပေးဆိုလို့ရှိရင်ရောဘယ်လောက်ထိပေးလို့ရလဲချင်းပေးဆိုရင်ခုနှစ်လောက်တော့ပေးမယ်ပေါ့စိတ်တိုင်းတော့မကြသေးဘူးစိတ်တိုင်းကြရတဲ့အထိတော့ကြိုးစားနေတယ်မိလောက်မယ်လို့ထင်ပါတယ်ဒါထဲမှာလည်းချင်းရှိဆိုတော့ပြီးလို့ရှိရင်တင်းလီတာတယောက် pressure ဆိုပြီးဘာဖြစ်လဲတင်းလီတာတယောက်ရဲ့ pressure ကိုဆောင်နေတဲ့အတင်းကွာချန်ပီယံဖြစ်စေခြင်းတဲ့အတွက်ကိုကချန်ပီယံမရရအောင်ယူရမှာကွာအဲ့ pressure တော့ရှိတယ်ကိုဆောင်တဲ့အတင်းကအင်ဂိမ်းမှာလည်း file ပဲရှောက်ကိုခေါ်နေတာဆိုတော့အဲ့ဒီပိုင်းကိုတကယ်ကိုမားဝါရင်တော့ကိုမားပြီးတော့ပြောလိုက်မိရင်လည်းအကုန်လုံးကကိုခေါင်းပေါ်ရောက်မှာဆိုတော့လေ pressure ကတော့ထိုက်ရောက်တော့ခံစားမိပါတယ်အဲ့ဒီပိုင်းကတော့ဒီအပြင်ပိုင်းဆိုလို့ရှိရင်ရောfile နေနေဒီသူတို့ပြဖို့ဆိုညဘက်အဲ့လိုခါလေးအေးပြက်ခံပြီးတော့လည်းလောက်ရတာရှိလားတခါလေးတော့ရှိပါတယ်အများကြီးတော့မလုပ်နိုင်ဘူးလေရမ်းပင်ပန်းတယ်ဟောဒီပြင်ပါပေါ့coach တယောက်လာမယ်လို့လည်းကြားထားဆိုတော့နောက်ပိုင်း file နေနေအဆင်ပြေမှာပါပြေမှာပါ okay အဲ့တော့ဒါကတော့ဒီမေးခွန်းလေးကတော့နည်းနည်းတော့ funny ဖြစ်မယ်file နေနေ cry after match ဖြစ်ဘူးလားပွဲပြီးရဲ့အချိန်မှာငိုရတဲ့ပွဲတစ်ပွဲပေါ့နော်ငိုခဲ့ရလားပြီးတော့ဖြစ်ဘူးလားကြားရတာတော့ငိုရပြီးလက်ပါနည်းနည်းရိုးထိသွားတယ်လို့ကြားထားတယ်ဒီအဲ့ဟောရှုံးသွားတာနိုင်မယ်တင်းတဲ့ပွဲရှုံးသွားတာပါတဲ့မှာအကုန်လုံးလည်းနိုင်မယ်ပဲပြောကြရတယ်လေဒီမှာအကုန်လုံးခံမှန်းပန်နယ်တွေကတ်စတာတွေပြီးတော့ဒီကတဲလန်နေရစားခံမှန်းခဲ့ထားတာကိုခံမှန်းထားခဲ့တာကွာဟိုexpectation နဲ့ reality ကမညီဘူးဖြစ်သွားတယ်နည်းနည်းလိုပါကြက်မပြည့်ဘူးဖြစ်သွားတယ်တော့အသိမှန်တယ်အဲ့တော့ဖြစ်ဘူးလားဆိုဖြစ်ဖူးတယ်ပေါ့လေဖြစ်ဖူးတယ်ပေါ့အပြင်းနေလားအားတော့ပြင်း Okay ဖိုင် next goal ဆိုရင်ဘာဖြစ်မလဲဒီ goal ကတော့ဟိုကအဲ့အတင်းကြီးသို့မဟုတ်အေးပေါ့အတင်းကြီးမြန်မာနိုင်ငံအတင်းကြီးတဲ့ထဲမှာဝင်ဆော့ပြီးတော့အခြေတကြဝင်ဆော့ပြီးတော့ကွာကောင်းနဲ့ဒီ game ကိုနောက်တစ်ဆင့်ရောက်ချင်တာဟုတ်လားအဲ့ပါဟုတ်ကိုရထင်ရတော့လေရှောင်းပါပါဖိုင်လေးကြိုးစားနေတာပဲအဲ့တော့ကောင်းပါတယ် fine next goal ရတော့အဆင်ပြေနဲ့ဖြစ်သွားပါသေးလို့ဆွတောင်းပေးပါတယ်ပေါ့လေအဲ့တော့ဆိုတော့ဒါကတော့မိကုန်းလေးတွေပြီးသွားပြီမိကုန်းလေးပြီးသွားပြီဆိုတော့အခုအမှရှိနေတဲ့ achievement လေးတွေပေါ့လေတစ်ချက်လောက်ကျောင်းသားလေးဒီကကြည့်နေတဲ့ကျောင်းသားတွေနဲ့ပြလိုက်တော့ဘယ်ဥစ္စာတွေကဘာတွေရခဲ့လဲဘာတွေလဲဆိုတာတော့ပြတော့ဒီမှာခြာတာမြင်နေရတာပဲဟုတ်လေမဟုတ်ပြဆိုတာဒီဆွဲပြရဆိုမမြင်ရဘူးကွာမမြင်ရတော့လည်းထောင်ပြလိုက်ပေါ့ဘာညာပေါ့ဒီပေါ့ဒါကတော့အဲ့ဟိုUnili 2024မှာရခဲ့ဆွဲပြအောင်တပတ်တော့မှစူမရလိုက်ဟေးတော့မရလိုက်ဒါဒီနှစ်ခုကတော့အဲ့ဝေးအဲ့Unili ကိုမစခင်မှာကိုယ် offline ဆော့ရဲဆိုတော့အပြင် tournament သွားဆော့အဲ့ပွဲဆော့တော့တော်တော်အဆင်ပြေတာနော်မင်းတို့တော်တော်အဆင်ပြေရတာအဲ့ရတဲ့ price pool နဲ့ကက်နေခဲ့ရတာဆိုတော့အေးဟုတ်တယ်အဲ့တော့မဆိုးဒါကတော့အကြောင်းကိုသာမဖြစ်အောင်ဆော့ခဲ့ပွဲ qualifier အဲ့ပါပဲနေရာစားတော့မရှိပါ Okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒါ Digital Esport Podcast episode 2မှာဆိုလို့ရှိရင်တော့အားလုံးပဲ file ကိုကျွန်တော်တို့TNT အားလုံးလည်းပို့ပြီးတော့ရှင်းပြပါအောင်မိတ်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်လာမယ့် episode တွေမှာကောဘယ်လိုမျိုးတွေသူတွေနဲ့ကျွန်တော်မိတ်ဆက်ပေးသွားအောင်လဲဘယ်လိုတွေနဲ့စကားပြောအောင်လဲဆိုတာတစ်ချက်တော့စောင့်ကြည့်ပေးပါအောင်။အဲ့တော့အားလုံးပဲ bye bye ပါ။ဟတ်တာ